Daredevil Born Again ရဲ့ pilot episode ကိုကြည့်နေနဲ့10မိနစ်လောက်ရောက်လာတဲ့အခါမှာဒါငါသိခဲ့တဲ့ Marvel ဟုတ်ရလားဆိုတော့ပြန်တွေးယူရတယ်အားလုံးပဲမင်္ဂလာပါကျွန်တော်နာမည်ကတော့ Morris ပါကျွန်တော်ရဲ့ channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်အခုဆိုရင် Marvel Studios ကလောလောလတ်လတ်ပူပူနွေးနွေးပဲ Daredevil Born Again series ကိုထုတ်ပေးထားတယ် Daredevil Born Again series ကအခြားသော Marvel Studio ရဲ့ original series တွေလို့မဟုတ်ဘဲနဲ့သူကတခြား streaming platform Netflix ကနေ MCU ကိုခုန်ကူးလာပြီးတော့မှဆက်ပြီးတော့ season အသက်သွင်းခွင့်ရတဲ့ပထမဆုံး series ဖြစ်တယ်သူတို့ပြန်တက်သွင်းတဲ့အခါမှာငကို Netflix တုန်းကရိုက်ခဲ့တဲ့ production team တစ်ခုလုံးဒီပါကိုပြန်ခေါ်လာတယ်ပြီးတော့သူတို့ရဲ့ကိုပိုင်ဟန်နဲ့ငကိုအရသာတိုင်ပြန်ပြီးတော့အသက်သွင်းလာတဲ့အခါမှာတကယ်ကိုပဲ original Daredevil ကိုပြန်ရတယ်ဆိုတော့ Daredevil Born Again ကိုအစပြုထားတဲ့ပုံစံက Matt Murdock ကသူ့ရဲ့ဘဝကိုကြီးကြီးမားမားတက်ရောက်မှုဖြစ်သွားစေတဲ့ဖြစ်ရတစ်ခုကြောင့်သူ့ရဲ့ Daredevil personnel ကိုဆွန့်လွတ်ပြီးတော့တာမန်ရှိနေ Matt Murdock ဘဝကိုပဲဆက်ပြီးဖြတ်သန်းနေတယ်တစ်ဖက်မှာသူ့ရဲ့ရန်သူတော်ကြီး Kingpin ကလည်းသူ့ရဲ့ဒုစရိုက်အလုပ်တွေကို Kingpin အနေနဲ့လုပ်လို့မရသေးဘူးတစ်ဖက် legitimate ဖြစ်တဲ့ဘက်မှာ New York ရဲ့မြို့တော်ဝန်ဖြစ်ဝင်ရွေးခံပြီးတော့ကင်တွယ်ခြင်းတယ်ဆိုတော့ဒီနှစ်ယောက်ကDaredevil season 3ပြီးမှာတယောက်ကိုတယောက်နားလည်မှုယူပြီးတော့ထိတ်တိုင်းမတွေ့ဖို့အပေးယူလုပ်ခဲ့ပြီးသားဖြစ်တယ်ဒါပေမဲ့အခုသူတို့နှစ်ယောက်ဆက်သွားနေတဲ့လမ်းကတနည်းမဟုတ်တနည်းနဲ့တနေရာမှာထိတ်တိုက်ဖြစ်လာမယ်ဆိုတာကိုသူတို့နှစ်ယောက်ကကြိုသိနေဘယ်လိုပုံစံနဲ့သူတို့နှစ်ယောက်ထိတ်တိုက်ဖြစ်လာမလဲဒီထိတ်တိုက်ဖြစ်လာတဲ့ကိစ္စမှာတခြားသော character တွေကဘယ်လိုပုံစံနဲ့ပါဝင်ပတ်သက်ပြီးပိုပြီးကြီးမားတဲ့ဇာတ်ကြောင်းတစ်ခုဖြစ်လာမလဲဆိုတာကိုဒီ series တစ်လျှောက်လုံးမှာမြင်ရမှာဖြစ်တယ်Daredevil Born Again ရဲ့ပထမဆုံးအပိုင်းကဒီ Secret Invasion ရဲ့ပထမဆုံးအပိုင်းနဲ့တွားဆင်ကျင်တယ်မထင်ထားတဲ့ major character တယောက်ရဲ့တည်ဆောက်မှုကိုပထမဆုံးပိုင်းမှာတင်ထည့်ရိုက်ထားတာ Daredevil ကို season 1နဲ့စကြည့်လာတဲ့သူတွေနဲ့ဒီအခိုက်အတန့်ကိုရောက်သွားတဲ့အခါမှာပါဇက်ဟောင်းသားဖြစ်သွားပြီးတော့ This is not what we are expecting MCU က Marvel ကသူတို့ရဲ့ဒီ Daredevil ဇက်ကောင် character ကိုတဆင့်တင်ဖို့အတွက်ဒီလောက်တောင်ရင်းရဲပါလားဆိုပြီးတော့ပါဇက်အဟောင်းသားအားလုံးဖြစ်သွားမှာတေချာပဲ They really did took the risk on that character ဟောင်းတွေတော့ပြန်ခေါ်လာပေမဲ့သူတို့ရဲ့ရိုက်ကူးထားတဲ့ cinematography နဲ့ဒီ style ကတော့လုံးဝကွဲထက်သွားတယ်အရင် Netflix မှာဆိုရင်သူ့ရဲ့ series ရဲ့ပုံစံကညစ်သေးညစ်ပတ်ပတ်နဲ့အယောင်အုံမိုင်းမိုင်းနဲ့အဲ့လိုမျိုးလုံးဝကို crime ဆန်ဆန်ကြည့်ရတာဒါပေမဲ့ဒီ Disney Plus ကိုရောက်လာတဲ့အခါမှာ Disney Plus ကဒီသူ့ရဲ့ quality တွေကိုcontrol လုပ်တဲ့အနေနဲ့အုံမိုင်းအငွေ့တက်တွေမပေးတော့ဘဲနဲ့ကြည်တောက်ရှင်ပုံစံကိုမှမူရင်းရတာမပြတ်အောင်ထားပေးရပါတော့ဒီ Daredevil Born Again series ကိုအခြားသော Marvel Studios Marvel Television ရဲ့ series တွေနဲ့မတူအောင်ကွဲထွက်သွားစေတာကသူ့ရဲ့ camera ယူဆကင်တွယ်ပုံပဲဖြစ်တယ်အရင် series တွေကိုကြည့်လိုက်မယ်ဆိုရင်ဘလောက်ပဲ action ပဲဖြစ်ဖြစ် drama ပဲဖြစ်ဖြစ်အဲ့လို comedy ပဲဖြစ်ဖြစ်နေရာတိုင်းမှာသူ့ရဲ့ camera perspective နဲ့ဒီရိုက်ကူးထားတဲ့ပုံစံကဆင်ကျင်တယ်ဒါပေမဲ့ခုဒီ Daredevil Born Again မှာကအရင် production ကတစ်ခွက်လုံးကိုခေါ်လာတဲ့အခါမှာသူ့ရဲ့ကိုယ်ပိုင်ဟန်ကိုကွဲထွက်အောင်လုပ်ထားတယ်ဥပမာအနေနဲ့ scene တစ်ခုမှာဆိုရင် Daredevil နဲ့ Kingpin တို့နဲ့မျက်နှာချင်းနဲ့စကားပြောနေတဲ့အချိန်မှာ Kingpin ကိုရိုက်ပြထားတဲ့အချိန်ကင်မရာကလုံးဝအငြိမ်တည်ငြိမ်နေပြီးတော့ Daredevil ကိုပြတဲ့အချိန်မှာတော့သူ့ရဲ့အတွင်းထဲကစိတ်လှုပ်ရှားမှုဒီကနာမငြိမ်ဖြစ်နေတာကိုပေါ်လွင်ဖို့အတွက်ကင်မရာကိုတမင်ရှိတ်ထားပေးတယ်။နှစ်ယောက်လုံးစကားပြောနေတာတစ်ချိန်နဲ့ဖြစ်ပေမဲ့တီးတန်းစီခွဲပြတဲ့အချိန်မှာဒီလိုမျိုးကင်မရာကိုကစားထားပေးတာကလုံးဝကို Daredevil ကိုတကယ်ကိုပေါ်လွင်အောင်လုပ်ချင်တာပါလားဆိုပြီးမြင်သာစေတယ်။ Daredevil အကြောင်းပြောပြီးဆိုရင်မပါမဖြစ်ပြောရမှာက action scene တွေပဲ။ဒီပထမဆုံးကြည့်ခဲ့တဲ့မိနစ်10မိနစ်တွင်းမှာတင်action ကိုင်းပြစ်ထည့်ထားပြီးရ one take fight scene တခုပါတယ်ဒီ fight scene ထဲမှာလည်းဒီ violence တွေကိုမလျှော့ထားဘူးဒီအချင်းချင်းချနေတဲ့ဇုံဝင်ခန်းတွေတပ်ပုတ်တဲ့အချိန်တွေမှာအရန် aggressive ဖြစ်တဲ့ပုံစံကိုလုံးဝမလျှော့ပဲအပြည့် 100% ထည့်ထားတယ် Marvel ရဲ့ရုပ်ရှင်တွေနဲ့ series တွေရဲ့ဒီ action ခန်းတွေတပ်ပုတ်ခန်းတွေကိုငတ်နေတဲ့ပရိသတ်တွေအတွက်ဒီ Daredevil ရဲ့ပထမဆုံး episode ကရေအဝတိုက်လိုက်တယ်လို့ပဲ Marvel Studios ကသူတို့ရဲ့violent ဖြစ်တဲ့ character တွေကိုဒီကလေးတွေမိသားစုတွေအတူတူကြည့်ဖို့ဦးစားပေးတဲ့ Disney လို corporate ထဲကိုဆွဲခေါ်လာဖို့ဆိုတာလွယ်နဲ့တော့မရခဲ့ဘူးတဖြည်းဖြည်းနဲ့သူတို့ရိုက်ရှင်တဲ့ပုံစံကိုပုံဖော်လာရင်းနဲ့ပြည်သက်တွေအားပေးမှုကိုယူရတယ်စမ်းတက်ရတယ်ပထမအဆုံးစမ်းတက်တဲ့ series ကတော့ Echo series မှာ TVMA ဆိုတဲ့ rating ကိုစမိတ်ဆက်တယ်ဒီ rating ကseries တွေမှာတွေးထက်တန်ရိုးတွေပြီးတော့ပြင်းထန်တဲ့စကားလုံးတွေတပ်ပုတ်ခန်းတွေပါတဲ့အခါမှာ
ထည့်ပြရတဲ့ rating မျိုးဒီ Echo series မှာတော့တဖြည်းဖြည်းနဲ့သူတို့စမိတ်ဆက်တဲ့အချိန်မှာ violence ကိုအရန်မဖြစ်ထည့်ထားဘူးတနည်းအားဖြင့်ဒါကသူတို့ရဲ့စမ်းသပ်ဆဲကာလ TV anime ကိုတကယ်ပဲ Marvel ပရိသတ်တွေသာမကအခြားသောကြည့်ရှုသူတွေပါလက်ခံနိုင်လားဆိုတာကိုစမ်းသပ်တဲ့အချိန်မို့လို့ဖြစ်ကောင်းဖြစ်မယ်ဒီစမ်းသပ်ချက်ကအောင်မြင်သွားပုံရတယ်ဒီ Daredevil Born Again series မှာတော့ action ခန်းတွေတွေးထက်တန်ရုံတွေကိုမလျှော့တော့ဘဲနဲ့အပြည့်အဝရိုက်ကူပြလာတာကိုတွေ့ရတယ် Daredevil Born Again ကဒီ season 1ပြီးမှာ season 2 ဆက်ထွက်မယ်လို့လည်း confirm ဖြစ်ပြီးသားဖြစ်တယ်Marvel Studios ကတော့အခုသူတို့ရဲ့ street level superhero တွေ character တွေပြီးတော့ villain တွေကိုဒီ Daredevil မှာတခြားအုံမြင့်ချပြီးတော့တဖြည်းဖြည်းပို့ပြီးမိတ်ဆက်သွားဖို့ရှိတယ် Daredevil Born Again series က season 1မှာ episode 9 ခုပါတယ် mid season ရောက်တဲ့အခါမှာအခုလိုမျိုး review ထပ်ပြီးတော့လုပ်ပေးအောင်မှာဖြစ်တယ်ပြီးရင် season အားလုံးပြီးသွားတဲ့အခါမှာတော့တစ်ခုလုံးရဲ့ review ကိုကိုယ့်ရဲ့ထင်မြင်ချက်တွေကိုပြောပြပေးသွားမှာဖြစ်ပါတယ် episode 1နဲ့2ကိုကြည့်ပြီးကြတဲ့ပရိသတ်တွေအနေနဲ့လည်းဒီ episode 2ခုကိုကြည့်ပြီးတဲ့အခါမှာဘယ်လိုမြင်ရှိလဲသဘောကျမိတဲ့ချက်သဘောမကျမိတဲ့ချက်တွေကိုလည်း comment section မှာဝင်ငါဖို့ဖိတ်ခေါ်ပါတယ်ဆက်ပြီးတော့အသစ်တော့ review တွေ movie update တွေကိုသိရဖို့အတွက်လည်းကျွန်တော်ရဲ့ channel ကို subscribe လုပ်ထားဖို့ဖိတ်ခေါ်ပါတယ်နောက် video မှာပြန်ဆောင်တွေ့ကြပါတယ်အားလုံးပဲ stay safe ပါ see you